ဒီနေ့ညနေမှာရှင်မြန်ကစားသွားခဲ့တဲ့အာဆီယံ U17 ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီဖိုင်နယ်အဆင့်ပွဲစဉ်တွေအကြောင်းကိုပြောပြပေးသွားပါမယ်။ဒီပွဲစဉ်တွေမှာတော့ကျွန်တော်တို့လာအို U17 အသင်းနဲ့မလေးရှား U17 အသင်းတို့ကထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ VNL U17 အသင်းနဲ့ Australia U17 အသင်းတို့ကလည်းထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ပွဲစဉ်တွေပြီးမှာတော့မလေးရှား U17 အသင်းကလာအို U17 အသင်းကို3-9မရှိနဲ့အနိုင်ရရှိသွားပါတယ်။နောက်တစ်ပွဲမှာတော့ကျွန်တော်တို့ VNL U17 အသင်းက Australia U17 အသင်းကို2-9နဲ့အနိုင်ရရှိပြီးတော့ဗိုလ်လူပွဲကိုကျွန်တော်တို့တက်ရောက်သွားပြီပဲဖြစ်ပါတယ်။ဗိုလ်လူပွဲမှာရှင်မြန်ရမယ့်အသင်းတွေကတော့ VNL U17 အသင်းနဲ့မလေးရှား U17 အသင်းတို့ရဲ့ရှင်မြန်မှုကိုကျွန်တော်တို့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာပေါ့နော်ကျွန်တော်တို့တောက်လျှောက်ခြေစွမ်းတွေပြခဲ့တဲ့ Australia U17 ပေါ့နော်ကျွန်တော်တို့ဒီနာမည်ကြီးတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီဗိုလ်လူပွဲကိုတာလှမ်းဖို့ပေါ့နော်ကျွန်တော်တို့ဒီချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားဆုံးကတော့ကျွန်တော်တို့ Australia U17 အသင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနေ့ပြိုင်ပွဲမှာဆီမီဖိုင်နယ်ပွဲစဉ်မှာတော့ကျွန်တော်တို့ဒီအာဆီယံရဲ့ကျွန်တော်တို့ထိပ်သီးအသင်းဖြစ်တဲ့ VNL U17 အသင်းကိုကျွန်တော်တို့2-9နဲ့ရှုံးပြီးတော့ Australia U17 အသင်းကတော့ကျွန်တော်တို့ဗိုလ်လူပွဲနဲ့ဒီဝေးကွာခဲ့ပြီပဲဖြစ်ပါတယ်ပေါ့နော်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။